နဂါးလို့ပြောလိုက်တာနဲ့ကျွန်တော်တို့အားလုံးရဲ့ခေါင်းထဲမှာအတောင်ပံကြီးတွေနဲ့မီးမုံနိုင်တဲ့တတ္တဝါကြီးတွေဒါမှမဟုတ်ရေအောက်မှာနေထိုင်ပြီးတန်ခိုးရှိတဲ့နဂါးမင်းတွေကိုပြေးမြင်ကြမှာပါဒါပေမဲ့သိပ္ပံနေကြစဉ်းစားကြည့်ရင်ရောဒီလိုတတ္တဝါမျိုးတွေကမ္ဘာပေါ်မှာတကယ်ရှိခဲ့ဘူးသလားအခုတော့တကယ်ရှိနေသေးလားအနောက်နိုင်ငံတွေမှာအတောင်ပံပါပြီးမီးမုံတဲ့နဂါးအာရှနိုင်ငံတွေမှာအတောင်ပံမပါဘဲလေထဲမှာပြန်တန်းနိုင်တဲ့ညွေနဂါးစသဖြင့်နဂါးကိုပုံစံအမျိုးမျိုးနဲ့ပုံဖော်ပြောဆိုလေးရှိကြတယ်တကယ်နဂါးရဲ့မျိုးစိတ်အမှန်ကရောဘယ်ဟာဖြစ်မလဲဒါအတိတ်ကဒိုင်နိုဆောအယိုးစုတွေကိုရှေးလူကြီးတွေကတွေ့ရှိပြီးနဂါးလို့ထင်မှတ်ခဲ့ကြတာဖြစ်နိုင်တယ်လို့သိပ္ပံပညာရှင်အချို့ကယူဆကြပါတယ်။သိပ္ပံပညာအရတော့မီးမုတ်ပြီးပြန်တန်းနိုင်တဲ့နဂါးဆက်စစ်ကိုအထောက်ထားမတွေ့ရသေးပါဘူး။ဒါပေမဲ့ကမ္ဘာသမုဒ္ဒရာရဲ့မှတ်ဆက်ရာခိုင်နှုန်းကျော်ကိုလူသားတွေမစူးစမ်းရတာဖြစ်တဲ့အတွက်ရေအောက်အနက်ဆုံးပိုင်းမှာကျွန်တော်တို့မသိသေးတဲ့နဂါးနဲ့ဆင်တူတဲ့တတ္တဝါကြီးတွေရှိမနေဘူးလို့ဘသူပြောနိုင်မှာလဲ။နဂါးဆိုတာတကယ်ရှိတယ်လို့သင်ယုံကြည်လား။ comment မှာဖြေခဲ့ပေးပါဦးနော်။ကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်ခဲ့ပေးပါဦးနော်။